ရေဖုံးလန်းဆက်ပါတယ်လားဝီခုံရေပါကျဲတော့ပါဘူးလားကွာကိုမျိုးစောခေါ်ဖုံးဆက်မှာတို့ခေါ်သတာဝီခုံကဖုံးလန်းဆက်ပါတယ်တဲ့ကြည်ဟုတ်ကိုမျိုးစောဖုံးဆက်မှာဆိုလို့မှခေါ်ဆော့ပါတော့ဝီခုံကလှမ်းတယ်ကြည်ဟုတ်နော်အတန်မကြားတော့ဘူးဟေးဖုံးမဆက်ကြပါနဲ့လို့တလောကလို့တောင်းပန်ထားတာသွားပြီကွာဆိုးကွာတောက်ချက်နေခေါ်လာလေတွေ့လားအဲ့ဒါပြောနေတာတွေ့လားဟောလုံးအောင်ဆက်ရပလေးချောတာကျွန်တော်ကချောင်းပလေးအတမမစွတ်တော့အဲ့ဒါအောင်ဆက်လို့မဟုတ်ဟီလိုကိတကောလာခါရကျွန်တော်အသက်ပေးရတယ်ပလေးကပေးရတယ်ပြောတာဟောလေဘဝကြီးနဲ့ဝါဒီအောင်ဖင်ရနေတာဂျူလီယာမြင့်ဖင်ကလင်းလင်းပေါင်းတာကွာတင်တော့လင်းတင်တော့အမောင်လောကသားဖြစ်ဒီမကောင်းပါတဲ့ဘာကိုကြီးကလည်းစေးထုံးတာနော်ဘုံလို့တော့ねဘာနဲ့ပေါင်းမှတော့သွားတာပေါ့ဝမ်ဟာလာဒီလေမေးဖေးမရနဲ့ဖုံနဲ့ဘာသာမလာသေးဘူးနော်အစစ်ကန်နာစာတက်တော့တယ်ပါလေဖုံလေးနဲ့လုပ်ပေးကြလားတယောက်လားကျွန်တော်တက်တော့မှတည်တာတက်လားဟီရောဟီတို့တက်တော့သိမလားကတိသားတို့တက်လာသိမလားကျွန်တော်ဟိုတချင်းလေးနဲ့ချောင်းလုပ်ပေးနေကြမှာတက်တော့ကလည်းရှိပေါ့တော့စစ်နာကပီယဆာwhat the fuck ဒီကောင်ဘာကောင်လဲကျန်းလာပြီမဟုတ်သေးဘူးအိမ်ပြန်မရမယ်မဟုတ်သေးဘူးနင်းတော့ထင်သားပဲဟိုကောင်တော့ကချောင်းနေချဝီခုံးနဲ့ဖုံးဆက်ပါဝီခုံးခသဝီခုံးရေဖုံးလန်းဆက်ပါတယ်လေလားပြီးဖုံးလန်းဆက်တော့ဝီခုံးတကိုးရှင်ဘယ်လိုပြန်လို့ကြိုက်တာလာတယ်ကွာဝီကော၄ချက်တော့ပါလားဗျာလာကြီးဗျာဝီကော၄ချက်ဖောင်မလီယာမဲရီကောပြတတ်မယ်ဖလစ်က3တက်မယ်အသက်နဲ့ဖလစ်ကဘယ်ပေးလဲမေးအသက်ကိုပေးခဲ့ပါ1တကယ်တော့မနာပြောဒီချောင်းစကင်းကိုတကယ်မကြိုက်ဘူးလေလား level 1 3တော့မကြိုက်ဘူးပုံမှန်တခြားဟီးရိုးတွေရဗျာ KW ကိုရှင်းနိုင် KW တန်တော့ကွာသွားတယ်ကျွန်တော် KW ကိုအများကြိုက်လို့တော့ဆော့တာမဟုတ်ပါဟော level 1 3ကရနည်းနည်း level 2နဲ့ဒီမှာမသိခေါင်းကြီးရှေ့ထိုးလို့သိမလားဒီမကြည့်တာဒါဒီမကြည့်နော်မကြည့်1 level 2ကြည့်နော်ဟော level 2တွေ့လားအဲ့လိုထောင်းတာနော်မကြည့်ဟောတယ်လား level 1လည်းအဲ့လိုတွေ့လားမသိ level 1ကြိုက်တာရဖုံးနေတာလေမသိ level 2 3လားလို့ပဲအဲ့ဒါအာယုံ1တော့အောက်ချက်တွေပါကွယ်ဖလစ်ကပေးရတယ်အတက်ကပေးရတယ်